အားလုံးမင်္ဂလာပါနော်ရှောင်းမဲဘုံစကင်ပေါ့နော်ထွက်ရှိလာပါပြီပေါ့နော်ကျန်တန်လိုက်ဆို follow လုပ်ခဲ့ပြီးတော့ဘယ်တန်းစကင်ကြိုက်လဲကျန်စီကြိုက်လားမကြိုက်ဘူးလားဆိုတာစာမစာရေးရခဲ့ရပါတယ်အားလုံးတွားလိုက်အောင် let's go ပါဒီမှာပေါ့နော်မိုက်ပါတယ်ပေါ့နော်ကျန်ပြီးတော့ပြပြီးသွားပြီပေါ့နော်ဒီခုကတော့ကျွန်တော်တိတ်ပြတော့ပေါ့နော်သူတိတ်ပြတော့ဒါ outfit ပေါ့နော် outfit က show လိုက်နော်မိုက်တယ်နော် outfit က EKM ပါ Africa ပဲပြီးတော့ EKM ပါမယ်ပြီး UN ဒါပတ်တာပါမယ်ဒါ level 3 auto level 1 level 2 level 1တော့တာမန်ပါပဲပေါ့နော်တာမန်ပါပဲ level 2ကတော့နေချိုးဖတ်လိုက်ပေါ့နော်ဆာမူရိုင်း auto ပေါ့နော်ဒီဆာမူရိုင်းပေါ့မိုက်ပါတယ်ဒါမီပလေးမှာဒါတော့ချိတ်ပေါ့နော်ဒါစကုတ်ဒီစကုတ်ပို့စကုတ်ဘတ်တော့ဒီပေါ့ဒီစကင်စေဘူးဘာညာတရကတော့ဗမာရမရမှာလဲဆိုတော့120ပေါ့နော်ရွှေအောင်120ရှိမှဒီကန်စကင်ကိုတိုင်ရမှာဖြစ်ပါတယ်ပေါ့နော်တရားကျွန်တော်ပြောချင်တာတကယ်တည်း120မရှိမဖောက်ပါနဲ့ပြောချင်ပါတယ်မဖောက်ပါနဲ့အဲ့ဒါပြီးမှနောက်တကယ်ကျွန်တော်120စကင်လာမဖောက်ပါနော်120စကင်မပြီးပဲနဲ့ဖောက်လို့ရှိရင်မပေါက်ဘူးနော်အဲ့ဒါပြောချင်ပါတယ်တော့အဲ့ဒါပြပြဖြစ်ပါလေနော်တော့ကြည့်လိုက်မနော်ထူးထူးတော့ဘာမှတော့ရှိပါဘူးပေါ့အဲ့ဒါလည်းခါလေးပေါ့နော်ကျမ်းမင်းနဲ့ပြတော့တိတ်ပြတော့နော်ဖောက်တင်း EKM မရှိတဲ့တကယ်ဖောက်တင်းပဲပေါ့နော်အဖေကိုမိုက်တယ်နော်အဖေကိုချူလိုက်ပါချူအောင်လည်းအလောင်းမရှိပါဘူးနော်ရှိတော့ဖောက်တော့ပေါ့နောက်ပြီးတော့တလားပါပဲနောက်ပြီးမှတွေ့ပါမယ်ဘိုင်းမယ်ပါ